မင်္ဂလာပါညီမတို့ Innovica ဆုလေးဖြစ်ပါတယ်ရှင် Innovica နေပြီးတော့ညီမတို့ရဲ့ Odoo ERP နဲ့ e-commerce ကိုနှစ်ကျော်ကြာလက်တွဲအသုံးပြုလာတဲ့ Beauty and Cosmetic Company တစ်ခုဖြစ်တဲ့ Laswa Trading မှာညီမတို့ကနေပြီးတော့ဒီနေ့ Customer Feedback လေးကိုတွားရောက်မေးမြန်းပေးတော့မှာဖြစ်ပါတယ်ရှင်Laswa Trading Company ရဆိုရင်ဖြင့်မြန်မာနိုင်ငံအနှံ့အပြားမှာ cosmetic ပစ္စည်းတွေကိုဖြန့်ဖြူးရောင်းချနေတဲ့ company တစ်ခုဖြစ်ပြီးတော့အလားပါနဲ့ပတ်သက်တဲ့နေပယ်မှာဆိုလို့ရှိရင်တော့အောင်မြင်စွာရပ်တည်နေတဲ့လုပ်ငန်းကြီးတစ်ခုလည်းဖြစ်ပါတယ်ရှင်အခုလိုအောင်မြင်နေတဲ့လုပ်ငန်းကြီးတစ်ခုအနေနဲ့ Innovate Solution နဲ့အတူနှစ်ကျော်ကြာလက်တွဲပြီးရဲ့နောက်မှာတော့ဘယ်လိုမျိုးအတွေ့အကြုံတွေကိုရရှိခဲ့လဲဘယ်လိုအခက်အခဲတွေကိုကျော်လွှားခဲ့ရလဲ System သုံးပြုပြီးတဲ့နောက်မှာတော့လုပ်ငန်းအဆိုရင်ဘယ်လိုအောင်မြင်မှုတွေရရှိခဲ့လဲဆိုတာကိုတော့ Laswa Trading ရဲ့ Head of Finance ဖြစ်တဲ့အမမလခင်ကနေပြီးတော့ပြပြသွားပြီးမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်အမတွေ့ရတော့ဝမ်းသာပါတယ်ရှင်ဒီမှာက Innovate Solution ကမနှင်းဝေပါရှင်ဟုတ်ကဲ့မင်္ဂလာပါညီမတွေ့ရဝမ်းသာပါတယ်အမမနေ့လောက်ခင်မှာဒီ Laswa Trading ရပါတော့ Finance Manager ဟုတ်ကဲ့ Finance ပေါ့နော်ဟုတ်ကဲ့ပါရှင်အမဟုတ်ဒီ Laswa Trading Company အကြောင်းလေးပါရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့အမတို့ဒီ Laswa Trading ကတော့ဒီကိုရီးယားပစ္စည်းလေးတွေပေါ့နော်ဒီ product လေးတွေကိုဒီကိုရီးယားနိုင်ငံကနေပြင်သွင်းပြီးတော့ဒီမှာ distributor လုပ်တာပေါ့ဆိုတော့ဒီmarket share ကတော့အများကြီးပဲရှိရယ်Citizen တို့ဒီ Beauty Diary တို့ဒီကုမ္ပဏီအယောင်ဆိုင်တွေအများကြီးတင်ထားပြီးရပေါ့နော်အဲ့ဒီမှာဟုတ်ကဲ့ပါအမအခုလိုပေါ့နော်အမတို့ရဲ့ဒီလုပ်ငန်းမှာInnovate Solution ကနေပြီးတော့မှဒီ Odoo ERP software ကိုဒီနှစ်ကျော်လောက်ပေါ့နော်အခုသုံးလာတဲ့အတွေ့အကြုံလေးကပေါ့နော်ဘယ်လိုမျိုးလေးဖြစ်လဲဆိုတာလေးပါပြပြပေးပါဦးမှာဟုတ်အမတို့ဒီပေါ့ပထမပိုင်းကတော့ဒီလိုမျိုး Odoo ကိုရွေးချယ်လိုက်တာပေါ့နော်သုံးဖို့ software နဲ့သုံးဖို့ရွေးချယ်လိုက်တဲ့အခါကျတော့ဒီ software သုံးရတဲ့ပုံမှာတော့အဆင်ပြေပါတယ်အမတို့တော်တော်များများလေးဘာလို့ဆိုလုပ်ငန်းမြန်ဆန်တယ်လုပ်ရတာပေါ့နော်ဒီ store ဘိုင်းတွေဒီ invoice ဘိုင်းတွေပေါ့အထူးသဖြင့်ပေါ့ဒါမြန်မြန်ဆန်ဆန်ကိုကလုံနိုင်တဲ့ကလေးတွေအတွက်ကအရန်အထောက်အကူပေးပါတယ်ဟုတ်ကဲ့ပါအမmenu တွေသွားတဲ့စနစ်ကနေပြီးတော့ပေါ့နော်ဒီအဲ့လိုမျိုးIT solution နဲ့လုပ်ငန်းမှာအသုံးချလိုက်တဲ့အချိန်မှာလေဒီလုပ်ငန်းရဲ့ operation တွေအပေါ်မှာဘယ်လိုမျိုးထိရောက်ဖြစ်သွားလဲမှာဟုတ်အရန်ထိရောက်ပါတယ်အမတို့အချိန်ကြီးအရန်အရန်မြန်သွားတယ်ပေါ့နော်ပြောရရင်တော့တစ်ပတ်ကြော့တွေလည်းမဖြစ်ဘူးအရင်တော့ကတော့ Excel နဲ့တုံးတာပေါ့နော် Excel နဲ့လုပ်ရတဲ့အခါကျတော့ဒါအမှားတွေလည်းအများကြီးဖြစ်နိုင်တယ်ပေါ့နော် Excel ပေါ်မှာအားထားတဲ့အခါကျတော့ဒါလူလုပ်တဲ့အမှားတွေကအများကြီးဖြစ်လာနိုင်တယ် software ကိုသုံးလိုက်တဲ့အခါကျတော့ဒီမှားလို့ရှိရင်လည်းချက်ချင်းတည်နိုင်တယ်မြင်နိုင်တယ်နောက်လုပ်ရတဲ့ process တွေကဒီ department အလိုက်ကို operation သွားတဲ့ process တွေကအရန်မြန်သွားတယ်ပေါ့အားလုံးကတော့လေဟုတ်ကဲ့ပါရှင်ဒီ trading ဆိုတော့လေမှာဒီ sales inventory ဘိုင်းတွေအဓိကသုံးရတာဆိုတော့လေဒီ software မသုံးခင်မှာကျတော့ဒီ sales နဲ့ inventory မှာဘယ်လို weak point လေးရှိပြီးတော့ပေါ့နော်အမတို့လုပ်ငန်းအနေနဲ့ဘယ်လိုအခက်အခဲမျိုးလေးတွေကြုံရလဲအဲ software သုံးလိုက်တဲ့အချိန်မှာရောအဲ့ဒီအခက်အခဲလေးတွေကအမှန်တကယ်အမတို့ဘက်ကဒီ expectation ထားတဲ့ solution မျိုးနဲ့ရောကိုက်ညီမှုရှိရလားမှာဟုတ်ကိုက်ညီမှုရှိပါတယ်ဘာလို့ဆိုတော့ဒါ sales ပိုင်းတွေ trading ပိုင်းတွေဖြစ်နေတယ်ဒါပစ္စည်းသွင်းလာတဲ့ခါကျ purchase ပိုင်းတွေလည်းပါလာတယ်ဟုတ်ကဲ့ဒီဟာတွေပေါ်မှာကျတော့မတို့လုပ်ရတာဒီ manual လုပ်နေကြလို့ရှိရင် manual တွေနဲ့တော်တော်နဲ့မပြီးဘူးဟုတ်မပြီးဘူးနောက်ပြီးတော့ဒီပစ္စည်းက delivery order တက်လာတဲ့အချိန်မှာဒီ delivery order ကိုဒီ order တက်လာတဲ့အချိန်တိုင်းမှာမြင်မြန်ဆန်ဆန်ရိုက်နိုင်ဖို့ဒီ invoicing သမားတွေကတာဝန်ရှိရပေါ့နော်ဆိုတော့သူတို့ကလုပ်ရတဲ့ဟာဒီလိုမျိုး software နဲ့လုပ်ရတော့ခါကြတော့တခါလေးမြင်မြန်ဆန်ဆန်ပြီးတယ်ဒီ software သမားကဒီ invoicing သမားကရိုက်ပေးလိုက်တဲ့ order ဒီဟုတ်ဒီ warehouse ကိုရောက်သွားတဲ့အချိန်မှာချက်ချင်းသူတို့စစ်ဆေးပြီးတော့ဒါပစ္စည်းရှိရမရှိဘူးထုတ်ပေးပြီးတော့ fulfill တွေလုပ်ပြီးတော့တခါလေးနေချင်းပြီးပို့နိုင်တယ်ပေါ့နော်အမားတို့ order တွေကများလာတဲ့အခါကျတော့လုပ်ငန်းမြန်ဆန်ဆန်ပြီးလို့ကဒီ software အများကြီးထားပေးပါတယ်ဟုတ်ကဲ့ပါရှင်အဲ့လိုမျိုးကြားရတဲ့အတွက်လည်း Innovate Solution team ဘက်ကကိုစားပေါ့နော်ဝမ်းသာမိပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီပေါ့နော်ဒီ Excel နဲ့ menu တွေသွားနေတဲ့ operation တွေကနေပြီးတော့မှsoftware အသုံးပြုပြီးတော့ပေါ့နော်ဒီ Odoo ERP ကိုလုပ်ငန်းမှာ apply လုပ်လိုက်တဲ့အချိန်မှာအမတို့ဒီဝန်ထမ်းပိုင်းတွေအနေနဲ့အောင်ပေါ့နော်ဒီ software ကိုအသုံးပြုရတာ user friendly ဖြစ်ရလားရှင်ဟုတ်ဖြစ်ပါတယ်ဖြစ်တယ်ဆိုဒါပေမဲ့တချို့တွေကကြတော့ဒီ user မသုံးဘူးပေါ့နော်သုံးမှုတဲ့လူတွေလည်းပါတယ်သုံးမှုတဲ့လူတွေလည်းပါတယ်ဆိုတော့ဒါပေမဲ့အမားတို့စပြီးဒါကိုသုံးလိုက်တဲ့အချိန်မှာ
စင်ရင်လေးလာပြီးတော့ပေါ့နော်ဒါအခုချိန်ဆိုလို့ရှိရင်တော့ friendly ဖြစ်သွားကြပါပြီ။ ဟုတ်ကဲ့ပါအမဒါဆိုရင်လေးမှာဒီ manual သွားနေရဲပေါ့နော်ဒီ Excel နဲ့သွားနေရဲ operation တွေကနေပြီးတော့မှ software ကို apply လုပ်လိုက်တဲ့အချိန်မှာအမအနေနဲ့ဒီနှစ်ခုပဲတည်းရပေါ့နော်ဒီတိတိတတ်တာလေးနဲ့လုပ်ငန်းမှာအထောက်အကူဖြစ်သွားစေတဲ့အချက်မျိုးဆိုရင်အမအနေနဲ့ဘာလေးကိုတစ်ချက်ပြောပြချင်လဲရှင်ဟုတ်အမတို့ဟိုဒီ double job တွေမဖြစ်သွားဘူးပေါ့အတိအကျကတော့လေဟိုလူတယောက်ကဟိုသူ့ရဲ့လုံးရတဲ့အလုပ်ချိန်မှာ double job မဖြစ်တဲ့ဟာအရန်အားသာတယ်ပေါ့နော်ဟုတ်နောက်တစ်ချက်ကကျတော့ report ပိုင်းတွေဟို sales report တွေဆိုလို့ရှိရင်ဒါလားကုန်တာနဲ့ထွက်လာနိုင်နေပြီဒါမျိုးပေါ့ဟို manual လုပ်နေလို့ရှိရင်တော့ဒါရမပြီးနိုင်ဘူးပေါ့နော်ပထမဘက်ဒုတိယဘက်လောက်အထိကိုမှသွားကြရတယ်ပေါ့အရင်တော့ဆိုလို့ရှိရင်အဲ့မဲ့အခုဆိုလို့ရှိရင်ဒီလားကုန်တာနဲ့ဒီအယောင်ဘယ်လောက်ရှိနေလဲ report ကြည့်လိုက်တာနဲ့တန်းသိတယ် stock ဘယ်လောက်ကျန်လဲတန်းသိတယ်ပေါ့နော်ဒါမျိုးလေးအားသာချက်တွေအများကြီးရှိပါတယ်ဟုတ်ကဲ့ပါရှင်မအမဆိုလေဒါ head of finance ဖြစ်တဲ့အတွက်ကြောင့်မလို့အမအနေနဲ့ဒီ financial report တွေကို review လုပ်တဲ့အချိန်မှာဒီ accounting report တွေကိုအမကြည့်တဲ့အချိန်မှာရောအမ expectation ထားတဲ့အတိုင်းဒါအထိပေါ့နော်အမအနေနဲ့စိတ်ကျဉ်မှုရလားအချိန်ကုန်သက်သာလားဆိုတာလေးသိချင်ပါတယ်ရှင်ဟုတ်ကဲ့အဆင်ပြေပါတယ်အမတို့ကဒီအကုန်လုံးဒီလာအကုန်တာနဲ့ဒါ financial report အဓိကထွက်ကိုထွက်ရမှာဟုတ်တယ်ဆိုတော့အမရဲ့ဒါ MBO report တွေတင်ရတဲ့အချိန်မျိုးတွေမှာဒါအချိန်ကြီးပြီးစီးဖို့အတွက်ကတော့ဒါအရင်အားထားရတာပေါ့နော်ဆိုတော့ဒီရှေ့ရ data တွေထည့်လာတာဒါလည်းမှန်မှသာအမ report ကလည်းမှန်မှဖြစ်တဲ့အတွက်ကြောင့်ဒီဒါ daily နေနဲ့ဒီ software ဘိုင်းတွေကိုသုံးပြီးတော့ daily entry တွေနဲ့တွားထားတဲ့အခါကျတော့အချိန်ကြီးပေါ့နော်အချိန်ကြီးရဲ့အချိန်မှန်ရဲ့ပေါ့နော်အမတို့အလုပ်ကိုအဆင်ပြေပြီးစီးပါတယ်ဟုတ်ကဲ့ပါအမအခုလိုမျိုးဒီ Odoo ရပြီး software solution ကြောင့်အမတို့ရဲ့လုပ်ငန်း operation တွေမှာtime saving ဖြစ်တယ်ဆိုတာလေးကိုသိရတဲ့အတွက်လည်းဝမ်းသာမိပါတယ်မှာဟုတ်ကဲ့ရှင်အခုဆိုရင်ဒီမှာဒီ e-commerce platform တွေပါတွဲပြီးတော့ဒီသုံးနေရဆိုတော့လေအဲ့ဒီပုံမှာရောအမအနေနဲ့ဘယ်လိုထင်မြင်ချက်လေးပေးချင်လဲရှင်ဟုတ် e-commerce ကတော့ဒါအမတို့ website အနေနဲ့တော့သုံးအောင်မှာပေါ့နော်ဒါကိုယ့်ရဲ့ CUI business ကလည်းဒါကျေပြတ်မှုလို့တာဟိုအများကြီးကိုလည်းလို့တော့ဒါသုံးရတယ်ဒါပေမဲ့လောလောဆယ်တော့ဟိုအားနည်းနေသေးတယ်ပေါ့ဒီ platform ပိုင်းတွေကဘာဆိုတော့ဒီ social media တွေနဲ့ဒီဟို TikTok တွေနဲ့ဒါမျိုးတွေပေါ်မှာပို့ပြီးရောင်းရတယ်e-commerce အနေနဲ့ကတော့ဒီသုံးလို့တော့ကောင်းတယ်လုပ်နေတယ်သုံးနေကြတယ်ပေါ့နော်ဟုတ်တယ်မဟုတ်ကဲ့ပါမအခုလို့ပေါ့နော်လုပ်ငန်းမှာဒီ Odoo ရပြီး software ကိုစပြီးအသုံးပြုဖို့အတွက်ပေါ့နော်ဒီအမားတို့ဒီ software provider တွေရွေးချယ်တဲ့အချိန်မှာ innovative solution ကိုရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းလေးကိုပါပြောပြပေးပါအောင်ရှင့်ဟုတ်ကဲ့အမားတို့ဒီလာစွာ trading စရတာလည်းမကြသေးပါဘူးဒါ3နှစ်လောက်ပဲရှိသေးတယ်ပေါ့နော်ဆိုစချင်းဒီမှာဒီOdoo ဒီ ERP ကိုသုံးကြမယ်ပေါ့ဆိုတဲ့အချိန်မှာရွေးချယ်ကြတဲ့အခါကျတော့ဒီညီမတို့တွေကဒီ sales manager ပေါ့မထက်ရှိရဲ့လက်ထက်တော့သူက presentation လာလုပ်ပြီးတဲ့ဒီမှာဟုတ်ကဲ့ဒါလုပ်ပြီးတဲ့အချိန်မှာဒါဒီဟာတွေလုပ်နိုင်တယ်ပေါ့ဒါတွေလုပ်ရင်ဘယ်လိုတွေအကျိုးသက်ရောက်မှုတွေအများကြီး business အတွက်ကိုအဆင်ပြေမယ်ဆိုတဲ့ဟာလေးတွေသူရှင်းပြချက်ကိုအရင်သဘောကျတယ်ပေါ့နော်ကျသွားတဲ့အခါကျတော့ဒါကိုဟိုအကောင့်အမားတို့အတွက်အကောင့်ဆုံးဖြစ်နိုင်မယ်လို့ယူဆပြီးတော့ဒီ Odoo provider ကိုရွေးချယ်ခဲ့ကြတာပေါ့နော်ဟုတ်ကဲ့ပါရှင်မအခုလိုမျိုးပေါ့နော်ဒီ software အသုံးပြုတာလေတစ်နှစ်ကျော်ကြာခဲ့ပြီဆိုတော့လေအဲ့ဒီအပေါ်မှာရောအမအနေနဲ့ innovative solution ပေါ်မှာဟိုဘယ်လိုမျိုးထင်မြင်ချက်လေးရှိလဲရှင်ဟုတ်ထင်မြင်ချက်အနေနဲ့ပြောရရင်တော့ဒါအမားတို့ဘက်ကလည်းဒါလိုအပ်ချက်တွေလည်းရှိကောင်းရှိလိမ့်အောင်မယ်ပေါ့နော်ဆိုတဲ့အခါကျတော့လိုအပ်ချက်လေးတွေကတော့ရှိနေတာလေးကိုတော့ထပ်ဖြည့်ပေးပါပေါ့နော်အမားတို့ဘက်ကလည်းတောင်းဆိုတာလေးreport ပိုင်းလေးတွေမှာပြင်ဆင်ချင်တာလေးတွေရှိရဟာလေးတွေရှိလို့ရှင်လဲညီမတို့ဘက်ကဒါအချိန်ကြီးပြင်ပြီးတယ်လုပ်ပေးကြရတယ်ပေါ့နော်ဒါကြီးအတွက်လည်းအမားတို့စိတ်ကျဉ်းမှုရှိပါတယ်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်ဒီ Odoo ရပြီဆိုလို့ရှိရင်ကိုဒီအမားတို့ရဲ့လုပ်ငန်းမှာအသုံးမပြုခင်နဲ့အခုလက်ရှိအသုံးပြုပြီးသွားတဲ့အချိန်မှာပေါ့နော်ဒီ software အပေါ်မှာရောဒီinnovative solution company ကနေပေးတဲ့ service အပေါ်မှာရောအမားတို့လိုချင်တဲ့ expectation နဲ့ meet ဖြစ်ရလားရှင်ဟုတ်ကဲ့ဖြစ်ပါတယ်အမားတို့ဒါမသုံးခင်တော့ကတော့တော်တော်လေးစိုးရိမ်နေပေါ့နော်စိုးရိမ်နေဆိုတာဒီတစ်ခုခုနှိမ့်လိုက်တာနဲ့မှားပြီဆိုတဲ့ဟာမျိုးလေးတွေနဲ့ဖြစ်မှာစိုးရိမ်တာပေါ့နော်မသုံးခင်တော့ကလည်းဒါဘယ်လောက်ညာခက်ခဲမလဲပေါ့ဒါ high command ဆိုတာလည်းငကိုရကတော့ကြားခဲ့ဘူးလေပေါ့နော်ဟိုကြည်တန်းလက်တွေ့သုံးကြည့်လိုက်တဲ့အခါကျတော့ဟို2နှစ်လောက်သက်တမ်းဖြစ်လာတဲ့အချိန်မှာအမတို့တော်တော်လေးအဆင်ပြေသွားပြီလို့ဆိုလည်းဖြစ်သွားပြီလွယ်ကူသွားပြီဟုတ်ကဲ့ပါရှင်မinnovative solution မှာကျတော့ဒီ
customer supporting ရှိရဆိုတော့လေcustomer supporting ကနေပြီးတယ် after sales service အပေါ်မှာရောအမားတို့အနေနဲ့ဘယ်လောက်ဒါခိုင်နှုန်းလောက်စိတ်ကျဉ်နေမှုရှိတယ်ပေါ့နော်ပြီးသွားရင်ဒီလိုအမားတို့ဘက်ကဒီလိုအပ်ချက်တွေပေါ်မှာမူတည်ပြီးတော့ဘယ်လိုမျိုးထပ်ပြီးတော့support လိုချင်နေဆိုတာမျိုးလေးကိုအကြံပြုချက်လေးပေါ့နော်အဲ့ဒါလေးပြောပြပါဦးရှင်ဟုတ်ကဲ့အမားတို့ဒါ error ရှိလာခဲ့တယ်ပေါ့တခုခုပေါ်မှာခဲ့လို့ချက်ချင်းလှမ်းပြီးလိုက်တဲ့အချိန်မှာလည်းအချိန်အမြန်ဆုံးပြန်ဖြေပေးပါတယ်ဒီအမားတို့ဘက်က service ဟိုဟာကြီးကိုဒီဟာတော့ရှိရပေါ့နော်ဆိုတော့သူတို့တွေလည်းမြန်မြန်ဆန်ဆန်လုပ်ပေးတယ်ဖြေပေးတယ်ဒါမျိုးတွေဖြေရှင်းပေးတယ်ပေါ့နော်အမားတို့ပြဿနာတွေနောက်ဆိုတော့အမားတို့က inventory တွေကလားကုန်မှာစရင်းပေးရတယ်ဟာမျိုးတွေမှာဒီနေ့ဒီရက်ကိုပြီးမှဖြစ်မယ်ဆိုတာမျိုးလေးတွေနဲ့အမားတော့တွန်းပေးရတာပေါ့နော်ဒီတော့ရတယ်အမားဒီချိန်လေးတော့ပြီးအောင်လုပ်ပေးမယ်ဆိုတာမျိုးတွေနဲ့သူတို့ပြန်ဖြေပြီးတော့အမားတို့အဆင်ပြေပါတယ်ဟုတ်ကဲ့ပါရှင်ပါဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ Innovate ရဲ့ IT solution တွေကိုရုံကြည်ကြည်အသုံးပြုနေတဲ့ Lasura Trading Company ရဲ့ customer experience တွေကိုနားထောင်ပြီးသွားပြီဆိုတော့လူချင်းမင်းတို့ရဲ့လုပ်ငန်းအတွက်လည်းအထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်လုပ်ငန်းတိုးတက်အောင်မြင်ရဲ့ IT solution တွေကိုအသုံးပြုဖို့စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေအားလုံးအတွက် Innovate Solution မှာကျွမ်းကျင်ပညာရှင်များကထားမဲ့ consulting လုပ်ပေးနေပါတယ်ရှင်။